အားလုံးပဲမင်္ဂလာပါကေတူမီနီကားရောက်ဆန္ဒကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ညီမဒီနေ့မိတ်ဆက်ပေးခြင်းတဲ့ကားလေးကတော့ Honda Civic Hybrid ကိုမှ IMS Grade C ပဲဖြစ်ပါတယ်Grade Mini နဲ့ကားကောင်းလေးစီးကျင်လို့ရှိရင်တော့ညီမဒီကောင်းလေးကို recommend ပေးပါတယ်ရှင်အဲ့တော့လူငယ်တွေပဲဖြစ်ဖြစ်လူကြီးတွေပဲဖြစ်ဖြစ်စိတ်ကြိုက်မောင်းလို့ရတဲ့ကားကောင်းလေးတစ်စီးပဲဖြစ်ပါတယ်model လေးကတော့1008 model လေးဖြစ်မယ်engine power လေးကတော့ 1.3cc ဖြစ်တဲ့အတွက်ကြောင့်မို့ CSR အရန်ကိုတက်တာမယ်ပေါ့နော်အဲ့တော့ဒီ kit cc နဲ့ဆိုလို့ရှိရင်တော့ဒီလိုကားလေးကြီးစီးတင်တယ်လို့ညီမ recommend ပေးချင်ပါတယ်ဟိုလက်တင်စီးလို့ရတယ် highway တက်ထွက်လို့ရပါတယ်ရှင်အဲ့တော့ဒီကားလေးရဲ့အတွင်းပိုင်းလေးဆိုလို့ရှိရင်လည်းညီမတို့တော်တော်လေး update ဖြစ်တယ်ပေါ့နော်အဲ့တော့အတွင်းပိုင်းလေးကိုညီမနဲ့ဒီလိုလိုက်ကြည့်လိုက်အတွင်းပိုင်းလေးဆိုလို့ရှိရင်လည်းညီမတို့ဒီမှာ smart key လေးနဲ့သွားမယ်ပေါ့ဒီမှာဆိုလို့ရှိရင်ညီမတို့ Android TV လေးလည်းပါမယ် Bluetooth လည်းချိတ်လို့ရမယ်အဲ့တော်တော်ကျယ်တယ်နောက်တစ်ခုပြောချင်တာလေးကကြတော့ဒီကောင်လေးကလူငယ်ရောလူကြီးရောစိတ်ကြိုက်စီးလို့ရတယ်ဆိုပေမဲ့လည်းလူငယ်တွေကပြိုင်မောင်းချင်တဲ့ခါကြလို့ရှိရင်ညီမတို့ဒီမှာ fine ပေးထားတာလေးကတော့ GT Wing spoiler လေးပါရပေါ့နော်အဲ့တော့ပြိုင်မောင်းတဲ့ခါကြလို့ရှိရင်ကားလေးကပေါ့ပေါ့လေးနဲ့တက်လက်လေးသွားနေမှာပဲဖြစ်ပါတယ်ဒီကားလေးရဲ့ဈေးနှုန်းလေးကတော့3900အတိပဲဖြစ်ပါတယ်ရှင်ဒီကားလေးနဲ့ပတ်သက်ပြီးတော့နောက်ထပ်အသေးသေးသိချင်တာရှိတယ်ဆိုလို့ရှိရင်တော့ဆက်သွယ်ရမယ့်ဖုန်းနံပါတ်က3990 50 60 930သို့မဟုတ်3996သိန်းခွဲ934ကိုဆက်သွယ်ဆုံးသက်မြင်နိုင်ပါတယ်showroom လေးရဲ့လိပ်စာလေးကတော့ညီမတို့ရန်ကင်းမြို့နယ်ပြည်သာရလမ်းနဲ့စေယုံလမ်းထောင်မှာတည်ရှိပါတယ်ရှင် showroom မှာပဲဖြစ်စေ vlog မှာပဲဖြစ်စေညီမတို့ကားရောင်းအပ်ချင်တယ်ဆိုလို့ရှိရင်လည်းဆက်သွယ်ဆုံးသက်မြင်နိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်